ကျွန်တော်ပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တင်းလာနေညနေအတွက်ဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်ပြောတဲ့အတိုင်းပဲ4938ကဒါကျွန်တော်တို့တင်းလာနေတိုင်းမှာ4938ကမတိမပေါက်ကြီးဆိုပေမဲ့လည်းကျွန်တော်တို့ကတ်တာကတော့35နဲ့ကတ်လိုက်တော့နည်းနည်းလေးလွဲသွားတယ်ပေါ့နော်ဒီညနေမှာကတော့ဘာကိုအဓိကကစားမလဲဆိုတော့ဒါကျွန်တော်ကတော့ formula ရပဲဒါကျွန်တော်တို့တွက်ဆိုင်လေးတွေရတဲ့ဟာလေးကိုတင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတောက်ကြနေကဆင်းသွားတာက4916 6အပိတ်ဆင်းသွားတယ်အခုတနင်္လာနေ့မနက်မှာ63ဆိုတော့6ထိပ်6ပိတ်ကဒါ sorry 6က6တောက်ပြက်ဖြစ်နေတာပေါ့နော်ကျွန်တော်တို့ချရေးကြည့်လိုက်လို့ရှိရင်6တလုံးတောက်ပြက်ဖြစ်နေတယ်6တောက်ပြက်ဖြစ်တဲ့အတွက်ကျွန်တော်တို့က4916ဒါတောက်ကြနေမှာဆင်းထားတဲ့အတွက်ကြံတဲ့3လုံးပေါ့491ကိုပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့က14ပေါ့နော်ဒါ4ရတယ်အဲ့ဒီ4နဲ့ကျွန်တော်တို့က4ရဲ့ပါဝါက9 4ရဲ့9ရဲ့နှက်ခက်က6ပေါ့နော်ပြီးရင်6ရဲ့ပါဝါက1ဆိုတော့4961အခွေရှိမယ်ပြီးသွားလို့ရှိရင်4929ခွန်ဆိုပြီးတော့အခွေ2ခုရှိတယ်အဲ့ဒီအခွေ2ခုကိုပဲဒီညနေမှာကတော့ကျွန်တော်ရွေးထားပေးခြင်းဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ပါဝါမကြိုက်လို့ရှိရင်တော့4961တို့ကိုဖယ်လိုက်ပါကိုကပါဝါကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါ2ခွန်တစ်ခွက်ကိုလည်းထည့်ပြီးကစားလိုက်ပါဗျာနော်ကျွန်တော်ကတော့ဒီညနေမှာကတော့ဒါတွက်နေအရာပြောမယ်ဆိုလို့ရှိရင်တော့3861ကဒါမတိမပေါက်ကြီးဖြစ်သွားတဲ့အတွက်ကျွန်တော်ကတော့ဒီမှာ3861နဲ့နည်းနည်းထိတယ်ကျွန်တော်တို့4641အဲ့နှစ်ခွက်ကိုတော့ဒါတင်ခွက်ထဲမှာရွေးထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီညနေအတွက်မန်မာဝင်နေတဲ့သူတွေဝင်လို့ရပါသေးတယ်မန်မာကြီးကတော့ဒါနေ့တိုင်းမျိုးကွက်ပတ်တီအားလုံးအပါ3000ပဲဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ